တဲတလုံးထဲမှာဆက်ရှက်ဟာဒဏ်ရာတွေဘလောက်ဖြစ်နေတဲ့သူမရဲ့လက်ချောင်းတွေကိုကော်နဲ့ဖာထိနေပါတယ်ပြီးနောက်အပြင်ဘက်ကိုကြည့်လိုက်တဲ့အခါတဲဟာနော်ဝေးနိုင်ငံရှိတောင်ကုန်းတစ်ခုရဲ့ဘေးဘက်မှာတွဲလောင်းဆွဲထားတာကိုတွေ့ရပါတယ်သူမရဲ့ချစ်သူထမီနိုးလာတာနဲ့သူတို့ရဲ့ခီးစဉ်ကိုဆက်သွားဖို့ဆက်ရှာကတောင်းဆိုပါတယ်သူတို့ဆုံတွဲဟာဒီအလုပ်ကိုလုပ်လာတာကြားပြီးဖြစ်ကြောင်းတက်တည်ပြနေတဲ့ကျွမ်းကျင်မှုမျိုးနဲ့တောင်းကိုဆက်တက်ကြပါတယ်သူတို့ဟာမုတ်စားဖို့ဒါမှမဟုတ်စိတ်လှုပ်ရှားလို့အော်ဟစ်ဖို့လောက်ပဲဖြစ်တနာကြပြီးတစ်ခါတရံအနမ်းချွေတာမျိုးလည်းရှိပါတယ်ခဏအကြာတောင်ထိပ်ကိုရောက်ခါနီမှာဆက်ရှက်ချီချိုသွားပါတယ်ကျိုးတွေကသူမကိုပြုတ်မကျအောင်ထိန်းထားပေးပေမဲ့ဆက်ရှက်ကတော့ဒီနေရာရောက်တိုင်းအမြဲတမ်းကြရှုံးနေရတဲ့အတွက်အလွန်စိတ်ပြက်နေပါတယ်ထမီကသူမကိုအေးအေးဆေးဆေးနေဖို့ပြောပေမဲ့ဆက်ရှာကနောက်ထပ်အကြိမ်နဲ့ငယ်စူးစမ်းကြည့်ပြီးဆက်တက်ဖို့ထပ်ခါကြရှုံးနေပါတယ်မိုးချုပ်လာတာကိုသတိပြုမိတဲ့အတွက်မနက်ဖြန်မှာထပ်စူးစမ်းဖို့ထမီကသူမကိုနားချလိုက်ပါတယ်တဲထဲမှာတော့ထမီကသူဒီလိုခီးတွေထပ်သွားဖို့ခွန်အားသိမ့်မရှိတော့ကြောင်းနဲ့ဆက်ရှက်ရဲ့ပေါ်စားမှုကိုစိုးရိမ်ကြောင်းဝန်ခံလိုက်ပါတယ်သူ့ရဲ့ကံကောင်းစေတဲ့အိမ်မြောင်ကမ်ဖတ်အရာကန်တရားကတနေ့မှာကုံဆုံးသွားလိမ့်မယ်လို့သူကပြောတဲ့အခါဆက်ရှာကထိုအိမ်မြောင်ကိုပုတ်ချလိုက်ပါတယ်ထမီကနားတယ်လို့ပြောတဲ့အခါသူမကသူ့ကြောကိုနောက်ပြောင်ပြီးလက်သီးနဲ့ထိုးပါတယ်နောက်ဆုံးမှာတော့သူတို့ဟာမုန်တိုင်းပြီးမှပြန်လာဖို့သဘောတူပြီးထွက်ခွာခဲ့ကြပါတယ်လေပြင်းကြောင့်အပျက်စီးတွေအများကြီးပြုတ်ကျနေတဲ့အတွက်သူတို့ဟာတောင်နံရံနဲ့ကပ်နေပြီးခေါင်းငုံထားကြရပါတယ်ထမိတ်ကကြောက်ဆောင်ဆုံးမှနားတင်တယ်လို့ပြောတာကြောင့်ဆက်ရှက်ကအရင်ဆင်းသွားပါတယ်ရုတ်တရက်ကြောက်တုံးကြီးတွေပြုတ်ကျလာပြီးတတုံးကထမိတ်ကိုထိမှန်သွားကသူ့ကိုအောက်ပြုတ်ကျစေပြီးခေါင်းနဲ့ဆောက်မိသွားပါတယ်သူဟာကျိုးဆုံးမှသတိလစ်ပြီးတွဲလောင်းဖြစ်နေကဆက်ရှက်ကလည်းအတူတူပြုတ်မကျအောင်ကျိုးကိုတင်းဆုပ်ကင်ထားရပါတယ်သူမကသူ့ကိုအောက်ခေါ်ပေမဲ့သူကနိုးမလာပဲသူ့ရဲ့ကိုလေးချိန်ကြောင့်သူမပါရော့ကြပါတယ်အသက်ရှင်ဖို့အတွက်ဆက်ရှက်ဟာထမိတ်ကိုလက်လွတ်လိုက်ဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးသူမဟာကြောက်ဆောင်ဆုံးကိုတင်းဆုပ်ကင်ထားပြီးသူမရဲ့ချစ်သူတေဆုံးတဲ့အထိပြုတ်ကျသွားတာကိုကြည့်ကငိုကြွေးနေပါတယ်9 လအကြာမှာတော့ဩစတြေးလျနိုင်ငံရှိတဲကန်နာရထဲမှာဆက်ရှက်ကားမောင်းနေရင်သူမရဲ့လိုင်းပြောက်သွားတာကိုသိလိုက်ရပါတယ်ဒါကြောင့်သူမဟာလမ်းမှန်ရှာဖို့ထမီရဲ့အိမ်မြောင်ကိုအသုံးပြုခဲ့ပါတယ်။ညရောက်တဲ့အခါသူမဟာကမ်းပါးတစ်ခုအနီးမှာစခန်းချပြီးတယောက်တည်းကားမောင်းနေစဉ်တွင်ထမီတင်ပေးခဲ့တဲ့မြောက်ကိုပြန်လည်အမှတ်ရနေပါတယ်။နောက်တစ်နေ့မှာဆက်ရှက်ဟာဝမ်ဒရင်အမျိုးသားဥယျာဉ်ကိုရောက်ရှိလာပါတယ်။သူမဟာလက်ကမ်းစာဆောင်ရေးကြီးကိုအဲ့ကျူဌာနမှာရန်နာခဲ့ပြီးတောအုပ်ဆောင်ရင်းဂျာကဒီဒေတာမှာလူတွေပျောက်ဆုံးနေတာကြောင့်တယောက်တည်းမသွားဘူးတတိပေးပါတယ်။ဒါပေမဲ့သူမကသွားချင်တာကြောင့်လိုအပ်တဲ့စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးလိုက်ပါတယ်။ပြီးနောက်သူမဟာရိတ်ခါဝယ်ဖို့ကုံစုံဆိုင်ကိုသွားတဲ့အခါမူဆိုးနှစ်ယောက်ကသူမကိုလာရောက်နှောက်ယှက်ပါတယ်။သူမကလစ်လူရှုဖို့စူးစမ်းပေမဲ့ထိုမျိုးသားတွေကဇွဲမလျှော့ပဲကောင်းတာမှာသူမကိုပိတ်ဆို့ထားပါတယ်။ဒါကိုသတိပြုမိတဲ့ပင်ကသူမဘက်ကကာကွယ်ပေးလိုက်တဲ့အတွက်မူဆိုးနှစ်ယောက်ထွက်သွားကြပါတယ်။ကျေးဇူးတင်တဲ့အနေနဲ့ဆက်ရှက်ကပိတ်ရောင်းတဲ့အမဲချောက်တွေကိုဝယ်လိုက်ပါတယ်။ကားပါကင်မှာဆက်ရှက်ကသူမရဲ့အလုံးမလုပ်သေးတာကိုသတိပြုမိလို့ Grand Honors ကိုသွားမဲ့အကောင်းဆုံးလမ်းကိုဘန်ကိုမေးပါတယ်။ဘန်ကသူမမေးတဲ့လမ်းညွှန်ချက်တွေကိုပေးုံတင်မကပဲသူ့အမြင်အရပိုကောင်းတဲ့နေရာဖြစ်တဲ့ Blackstone ပဲအကြောင်းကိုလည်းပြောပြပါတယ်။အဲ့ဒီနေရာကအနှဲငယ်ပြင်းထန်နိုင်တယ်လို့သူကသတိပေးပေမဲ့ဆက်ရှက်ကသူမကင်တွယ်နိုင်ကြောင်းအာမခံပြီးသူစကားမဆုံးခင်မှာပဲမောင်းထွက်သွားပါတယ်။နာရီပေါင်းများစွာမောင်းနေပြီးနောက်ဆက်ရှက်ဟာညအိမ်နာဖို့ရေကန်တစ်ခုအနားမှာရပ်လိုက်ပါတယ်။ရုတ်တရက်တခြားကားနှစ်စီးအနီးနားမှာလာရက်ပြီးမိုးဆိုးတွေပြန်ရောက်လာတာကိုမြင်လိုက်ရလို့ဆက်ရှက်စိတ်တူသွားပါတယ်။သူတို့ရဲ့ခွေးကသူမကိုဟောင်းနေပြီးထိုအမျိုးသားတွေကသူတို့တက်လာတဲ့တမင်ကိုကင်တွယ်နေကြပါတယ်။ဆက်ရှက်ကသူမရဲ့ပစ္စည်းတွေကိုတင်ဆက်ပြီးကားထဲဝင်လိုက်တဲ့အချိန်မှာအမျိုးသားတဦးကမှန်ကိုလာခောက်ပါတယ်။သူမကသူထွက်သွားတဲ့အထိလစ်လူရှုထားပါတယ်။ကံကောင်းထောက်မှစွာပဲထိုအမျိုးသားတွေဟာတကောင်ရံမှာထွက်ခွာသွားတာကြောင့်သူမအေးအေးဆေးဆေးအိပ်ပျော်သွားပါတယ်။နောက်တနေ့မနက်မှာဆက်ရှက်ဟာသူမရဲ့ကရက်လေခဲကိုစီပြီးရေစီးတန်တဲ့နေရာတွေကနေလှောက်ခတ်သွားပါတယ်။ရေစီးကသူမကိုအနှဲငယ်လှုပ်ခါစေပေမဲ့သူမကကျွမ်းကျင်တာကြောင့်ပြဿနာမရှိဘဲဆက်သွားပါတယ်။ရေတကုံတစ်ခုကိုတွေ့တဲ့အခါသူမကလှေကိုအရင်ချလိုက်ပြီးမှရေကန်ထဲကိုခုန်ချပါတယ်။သူမရဲ့ခီးဆက်သွားနေစဉ်မှာတစ်ပင်တွေပေါ်မှာချိတ်ဆွဲထားတဲ့ပျောက်ဆုံးသွားတဲ့စခန်းချသူတွေ